သမုဒိထဝိသေသဒောရသစ္စာသဟတကေသစ္စာတရသဟတာနိနမမိတိရသမဟံအဘဂဝလူကကိင္ကနန္ဒနိဗ္ဗုဒ္ဓဇိနာတေတန္တမေသသံကိသအာဒရေနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနိကအန္တရာယာပိဝိနတန္တုအတိတသောအရဟံဘဟိအန္တာဇယံသူကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘူပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံဒီဝါတဝတိအာဒေသောရတ္တိမဘာတိသန္တိမံတဏ္ဍတောခတ္တိယောတဝတိသာယိတဝတိဗျမနောအထကဝမောရတိဘုဒ္ဓောတဝတိဒေသတံတာတိတံဒေသတံဗန္နံဗုဒ္ဓံဝန္ဒာမိအာဒရံနမကာရနုဘဝေနာတဗေပုရန္တုနေကပ္ပံတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောက်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဓဝေသာယတာဒတတယတာဝေဒတာကုကုတာဓဝေသာယတာဒတတယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမမလုံမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်သာဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းတဲ့ဖြင့်ကြံကုန်သောသူတို့သည်သာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မှများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အလုံးဘေးရန်ခတ်သိမ်းကင်းငြိမ်းချမ်းသာကြပါစေအတ္တနာမိတံမေခဝေနောဝါဂတောယံဘရုပကမိနာတတကတံဇီဝိတာဝရောပိယအနုပကမိနာဘေခွေတတကတပရိနိဗ္ဗာယန္တိဣတိနာတေသဥဇေနာတုတိမေဟောတုတဗရာအထာနာမိတံဘေခွေနောဝါဂတောယံတရုပကမိနာတတကတံဇီဝိတာဝရောပိယနုပကမိနာဘေခွေတတကတပရိနိဗ္ဗာယန္တိဣတိနာတေသဝဇေနာတုတိမေဟောတုတဗရာ